အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Power Electronic ကကိုဇော်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ကြောင်းချပေးလိုက်တဲ့ setup လေးကတော့ရွှေပြည်သာမြို့နယ်မှာတက်ဆင်ထားပေးခဲ့ပြီးတာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ setup လေးကတော့Broman 24 volt 4.2 kW solar hybrid inverter နဲ့ cut တဲ့ 25.6 volt 320A LiPo 4 battery setup လေးပဲဖြစ်ပါတယ်ခင်ဗျာဒီ setup လေးမှာကျွန်တော် Broman inverter ကိုဆိုလို့ရှိရင်အမှတ်က2နှစ်ထိပေးထားပါတယ်ခင်ဗျာ2နှစ်အတွင်းမှာပစ္စည်းကလက်ခအခမဲ့ပါခင်ဗျာ cut တဲ့ 25.6 volt 320A ကိုကျွန်တော်အမှတ်က9နှစ်ပေးထားပါတယ်ခင်ဗျာပထမ3နှစ်အတွင်းမှာပစ္စည်းကလက်ခအကုန်ခမဲ့နောက်4နှစ်မြောက်နဲ့5နှစ်မြောက်မှာလက်ခအခမဲ့ပါခင်ဗျာကျွန်တော်တို့ဒီ safety device တွေဖြစ်တဲ့ကျွန်တော်ဒီ breaker တွေအားလုံးကိုလည်းကျွန်တော်အမှတ်က1နှစ်ပေးထားပါတယ်1နှစ်အတွင်းမှာတခု error ဖြစ်ခဲ့တဲ့ဆိုရင်တစ်လုံးနဲ့ပြန်လဲပေးတယ်ပေါ့နော်အဲ့ဒီပြင်ကိုကျွန်တော်တို့ Power after the service warranty ကိုလည်းတစ်နှစ်ရရှိအောင်မှာဖြစ်ပါတယ်ခင်ဗျအဲ့ဒီနှစ်အတွင်းမှာ error တစ်စုံတစ်ရာဖြစ်ခဲ့တဲ့ဆိုရင် inverter error ဖြစ်ခဲ့ရင် inverter battery error ဖြစ်ခဲ့ရင် battery ခေတ္တခဏအစားထိုးပေးဖို့ဖြစ်ပြီးလူချင်းမင်းတို့လုံးတွေကိုပြန်ကောင်းလာစီပြုပြင်ပေးမှာဖြစ်ပါတယ်ခင်ဗျပြန်ကောင်းလာတယ်ဆိုလို့ရှိလို့ချင်းလူချင်းမင်းတို့လုံးလာပြန်တက်ဆင်ပေးသွားပြီးတော့ကျွန်တော်တို့ရဲ့အစားထိုးလုံးလေးကိုပြန်ယူသွားပြီးတဲ့ဒီ after the service warranty လည်းတစ်နှစ်ပါအောင်မှာဖြစ်ပါတယ်ခင်ဗျဒီ setup လေးကိုတော့ဒီ customer အကိုကတွေ့ရင်မှာကျွန်တော်တို့ဒီမီးပြတ်နေတဲ့အချိန်မှာအဓိကတော့ aircon ပေါ့နော်aircon တစ်ကောင်ဝဲတစ်လုံးလောက်သူက light နဲ့တွဲပြီးကောင်းကောင်းလေးသုံးနေတဲ့အတွက်ဒီ setup လေးကိုတက်ဆင်သွားပေးတာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီ setup လေးကိုစိတ်ဝင်စားလို့တက်ဆင်နေတယ်ဆိုရင်တော့ကျွန်တော်တို့ Power Electronic ရဲ့ဖုန်းနံပါတ်0996993358ကိုဆက်သွယ်မှာယူဆုံးနဲ့မေးမြန်းနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးပဲဒါလက်ပတ်တော်နေလေးဒီနေ့ပိုင်ဆိုင်နိုင်ပါပြီခင်ဗျာ